ကဲ new hero ဆိုတာအကြောင်းကတော့ number 1 skill ကိုရင်ဆုံးစကြည့်လိုက်အောင်ဗျာ 1 skill ကတော့ပုံမှန်အတိုင်းရှေ့ကိုတဲပဲထိုးမယ် rain လေးနဲ့အဲ့ rain အတွင်းမှာထိုးမယ်ရှေ့ကိုလက်သီးထိုးရတဲ့ခါကျရင်ရှေ့ကျဲသွားမှာဒါပဲ 2 skill ကကျတော့ blink skill ပဲကိုခုံနေတဲ့နေရာကိုရှေ့ကိုခုံးရရုံနဲ့ဒါပဲကျန်တာဘာမှတွေ့လို့ရှိဘူးကျွန်တော်စိတ်ထင်ရတော့ဗျာ new hero ဆိုတာ Luffy အတွက်ကိုတမင်တက်ရေးထုတ်ပေးလိုက်တဲ့ hero ဖြစ်မယ်လို့တော့ကျွန်တော်ထင်တယ်ကျွန်တော်စိတ်ထင်ပြောရနော်တေချာတော့မတေချာတော့ကျွန်တော်လည်းမသိသေးဘူးခဲရဆို skill တွေကိုဆက်ပြီးကြည့်ရင်ဗျာ hero တွေပေါ်မှာ skill တွေကဘယ်လို stand တွေတက်ရအောင်လဲဘယ်လို damage တွေတက်အောင်လဲဆိုကြည့်ကြည့်လိုက်အောင်ခဲ one skill ကို hero ပေါ်မှာသုံးကြည့်လိုက်မယ်ဘယ်လိုတက်လဲဆိုတော့ stand လည်းမပါဘူးရိုးတဲ့ပုံမှန် damage လေးပဲသွားမယ်ဒါပုံမှန်ပဲ skill 2လည်းလုံးဝ stand ပါဘူးဒီတိုင်း damage only ပဲသွားမယ်ဆိုတာရဲ့ enemy ကကြော်ဗျာကိုပဲ found ပုံစံကိုပြောင်းကျင်တဲ့ဘက်ကိုဆွဲပေးရတာအခုကတော့ကျွန်တော်တို့တွေအရင်ဆုံး ထိုးရပုံစံကိုပြောင်းကြည့်လိုက်ရအောင်မိုက်တယ်ဗျာထိုးရပုံစံရဗျာသိရမလားခန္ဓာကိုယ်က body အကြီးပဲဖြစ်သွားတယ်တန့်ပုံစံအဖြစ်ကိုပြောင်းသွားတော့ဗျာကဲအဲ့ဒါဆိုရင်ကျွန်တော်တို့ရေထိုးရပုံစံရဲ့ scale 1ကိုအရင်ဆုံးတွားကြည့်လိုက်ရအောင်ကဲလက်သီးထိုးရလေးကိုဆက်ကြည့်လိုက်မယ်ဗျာဘယ်လိုလေးထိုးမလဲပုံမှန်ပဲခုနက form မပြောင်းရင်တော့အတိုင်းပဲထိုးတာပဲဒီတိုင်းပဲဘာမှခွဲခြားသွားတာမရှိဘူးနည်းနည်းအရောင်လေးတောက်သွားရှိမယ်နောက်ခွဲကျတော့ 2 scale ကကျတော့လက်ခုံပြီးထိုးလိုက်တာပဲရေခဲရေပေါက်ထွက်သွားတော့မြင်ရမယ်ဒါပဲခုနလိုပဲ blink scale ပဲဒါကတော့နည်းနည်းနှေးသွားတာပေါ့ကဲအဲ့ဒါဆိုရင် form ပြောင်းပြီးတော့ enemy hero ပေါ်မှာတုံးကြည့်မယ်ဗျာဘယ်လိုဖြစ်သွားမလဲတော့form ပြောင်းလိုက်တဲ့အခါမှာကျတော့အဲ့ဒီလေပွေထဲမှာဗျာ enemy ကိုဆွဲသွားတာယူမြင်ရတာရတော်တော်ကြီးမိုက်တယ်နောက်ပြ scale 1မှာလည်း stand ပါသေးရဲ့ဗျ enemy ကိုထိသွားတဲ့အချိန်မှာ move ရတဲ့ effect ကလေးပါတယ်အဲ့အကြောင်းလို့ထိုးရ form ပြောင်းလိုက်တဲ့အခါကျရင်တန့်အဖြစ်ဆိုတာပြောင်းသွားတာကဲ scale 1မှာအမူးလေးပါရဲဆိုတော့ scale 2ကိုဆက်ပြကြည့်မယ်ဗျာ scale 2ကကြော enemy ကိုဆွဲပြီးခေါ်ရတာဗျာတခါတည်းသူထိုးလိုက်တဲ့အပွင့်လေးနေရာကြတော့လေ air bomb က effect ကပါသေးရဲ့ထပ်ပြီးတော့အဲ့လိုဆိုတော့ stand လည်းပါတယ် air bomb လည်းပါတယ်ကဲအဲ့ဆိုရင်တို့တွေထိုးရ form ရဲ့ element ကိုသုံးကြည့်အောင်ဗျာထိုးရ form ရဲ့ element ကဘယ်လိုလဲဆိုတော့အောက်မှာတွေ့လာအဲ့မှာ ဆိုတာရဲ့သူ့ရဲ့အောက်ကအတန်းလေးမှာအတန်းလေး9ခုပါတယ်ဗျာအတုံးလေး9ခုပြည့်သွားပြီဆိုတာနဲ့ element ကိုစပြီးသုံးလို့ရပြီကဲအဲ့ဆိုရင် element ကိုစပြီးသုံးကြည့်ကြမယ်ဗျာကဲအဲ့ဆိုရင်အတန်းလေးပြန်အောင်စောင်းလိုက်မယ်စောင်းပြီးတော့သုံးကြည့်လိုက်ကဲအဲ့ဆိုရင်သုံးကြည့်တော့လေဘွားနေပါတက်ပြီးထိုးတာဗျာ enemy ကိုမိုက်တယ်ဗျာလေဘော်ကြီးကတက်ပြီးထိုးသွားတာ hero တောင်မှပဲဒီလောက်မိုက်နေဗျာထွက်လာမြန် Luffy skin ဆိုဘယ်လောက်တောင်မိုက်မလဲလေဘော်ကြီးကတက်ထိုးတာဗျာအသက်ကြီးဖြစ်နေရဗျာကဲနောက်ထပ် form ပုံစံကိုပြောင်းကြည့်အောင်နောက်ထပ် form ပုံစံအောင်ကျတော့တန်တာ form ဖြစ်မယ်တော်လွယ်နဲ့ဆိုတော့ assassin ပုံစံဘက်ကိုပြန်ပြောသွားတယ်ဗျာသိရမလားခုနကကျတော့တန့်ပုံစံဘက်ကိုသွားတယ်အခုကျတော့ assassin ပုံစံဘက်ကိုပြောင်းလို့ရတယ်ကဲရဆိုရင်တန်တာ form ရဲ့ scale 1ကိုအရင်ဆုံးကြည့်လိုက်ရအောင်တန်တာ form scale 1ကကျတော့ခုနပုံစံနဲ့အတူတူပဲဒါပေမဲ့အချက်ရည်လေးပို့ပြီးများပါတယ်ဗျာသိရမလားဟိုးစား2ချက်ထိုးရဆိုတာ4ချက်ထိုးရဒါပဲအဲ့ဒါလေးတားပါမယ်နောက်ပြီးတော့ scale 2ကကျတော့scale 2လည်း blend ပဲဗျဟုတ်တယ် blend ပဲ scale 2ကလည်း blend ပဲဒါပေမဲ့ခုနထက်တော်တော်ကြီးများသွားတယ်ဗျာသိရမလားဒီလိုပုံစံ form မပြောင်းခင်ပုံစံနဲ့ခုနထိုးရ form ပြောင်းပြီးပုံစံထက်ကိုတော်တော်ကြီးကိုမြန်တာဗျာအဲ့ဒီထက်နောက်ပြီးတော့ hero ပေါ်မှာ scale တွေတုံးကြည့်မယ်ဗျာအခုကကျတော့ hero ပေါ်မှာမူးလာပေါ့ဒီတိုင်းပဲမမူးဘာ effect မှမပါဘူး damage ရောပိုးသွားတယ်ဒါပဲရှိမယ်ကဲ scale 2ကိုထပ်ပြီးတုံးကြည့်မယ်ဗျာအဲ့ဒါဆိုရင်ကဲ scale 2လေးကိုကြည့်လိုက်အောင်ဗျာ scale 2ကကျတော့ blink scale လေးဆိုတော့ဘယ်လိုနေမလဲလို့ကဲ blink scale ကကျတော့ဘာမှမပြောဘူးဒီတိုင်းပဲဒါပေမဲ့ခုနကကျတော့တစ်ခါခုံလိုက်တယ်ခုံးပြီးတော့အဲ့မှာ scale မှာ close down လေးလဲနေတယ်အဲ့အချိန်မှာထပ်ပြီးသုံးလို့ရဆိုတော့နှစ်ခါသုံးလို့ရတယ်ဗျာသိရမလား enemy hero ကိုထိသွားတဲ့အခါကျရင်နှစ်ခါသုံးလို့ရတယ် scale ကဲအဲ့ဆိုရင်နောက်ဆုံး scale တွေကိုကြည့်လိုက်အောင်ဗျာပုံမှန်တိုင်းပဲ stand 9ခုပြအောင်ဆုလိုက်မယ် stand 9ခုပြရဲ့အခါကျရင်အဲ့ဒီသုံးလို့ရမယ်ခုနအတိုင်းပဲအဲ့ဒီသုံးတဲ့အခါမှာ damage ပိုများမယ်ဒါပဲကျန်တာဘာမှမပါတော့ကဲ new hero ဆိုတာကောင်းလားမကောင်းလား brother တို့ဝေဖန်ပေးကြပါအောင်ကျွန်တော်ရဲ့ YouTube channel လေးကို like and subscribe လေးလုပ်ပေးကြပါအောင် TikTok အကောင့်လည်း follow လေးလုပ်ပေးကြပါအောင် like and follow လေးလုပ်ပေးခြင်းဖြင့်လူတစ်ပတ်သားကိုကူညီရရောက်ပါတယ်ဗျာကဲအဲ့ဒါဆိုရင်နောက်တဲ့ video တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဒီနေ့တော့ဒီလောက်ပါပဲ